မင်္ဂလာပါခင်ဗျာကျွန်တော်ရင်းနေနိုင်မှာဒီနေ့ကတော့ Success More ရဲ့ဒီစနစ်ထဲကမှစီးပွားရေးရှယ်ယာဝင်လာပြီးတဲ့သူတိုင်းအမြန်ဆုံးလုပ်ရမယ့်အချက်ဖြစ်တဲ့၃ချက်စတင်ခြင်းတွေကမှ3.3 app line နဲ့ဘာကြောင့်တိုင်ပင်ဆွေးနွေးရတယ်ဆိုတဲ့အချက်ကို live မျှဝေမှာဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတွေက Success More ရဲ့စီးပွားရေးကိုစပြီးတော့ဝင်လာတာနဲ့ကျွန်တော်တို့ကအရင်ဦးဆုံးကိုလုပ်ရမယ့်အချက်ကတော့မိမိကဥပမာကျွန်တော်တို့အတွေ့အကြုံအနေနဲ့ပြောရမယ်ဆိုရင်တော့ကိုကအပြင်မှာစီးပွားရေးအတွေ့အကြုံရှိကောင်းရှိလိမ့်မယ်တို့မဟုတ်အခုမှလာပြီးတော့ Success More ကိုပထမဦးဆုံးလာပြီးတော့စူးစမ်းတဲ့သူလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်ခင်ဗျာဒီနေရာမှာအရေးကြီးဆုံးသောအချက်ကမိတ်ဆွေအနေနဲ့စီးပွားရေးကိုစပြီးတော့အသင်းဝင်လာခဲ့တယ်ရှယ်ယာဝင်လာခဲ့တယ်ဒီချိန်မှာမိတ်ဆွေအနေနဲ့ကျွန်တော်တို့အားလုံးကတော့ဝင်ငွေတွေရချင်တယ်ပြီးတော့ Success More ကသတ်မှတ်ထားတဲ့ယာသူလို့ခေါ်တဲ့အရာတွေကိုပိုင်ဆိုင်ချင်တယ်ခင်ဗျဒီနေရာမှာကိုကစတင်ပြီးတော့ဝင်ရောက်လာတဲ့အချိန်မှာဘယ်လိုလုပ်ရမလဲဘယ်လိုရအောင်စူးစမ်းရမလဲဆိုတာကိုကြတော့ကျွန်တော်တို့သိနိုင်ပါမလားခင်ဗျမသိနိုင်ပါဘူးဒါကြောင့်မို့လို့အဓိကကတော့ကိုဒီစီးပွားရေးနဲ့မိတ်ဆက်ပေးတဲ့ app line ပါဝင် app line ရဲ့အထက်မှာ app line အစစ်ဆိုတဲ့သူတွေရှိပါတယ်ခင်ဗျဒီ app line စစ်နဲ့ကျွန်တော်တို့ကတိုင်ပင်ဆွေးနွေးပြီးတော့မှအလုပ်လုပ်ရမှာဖြစ်ပါတယ်ဒီနေရာမှာတစ်ခုရှိတာကတော့မိတ်ဆွေကစတင်ပြီးတော့ဝင်လာတဲ့အရင်ဦးဆုံး network တည်ဆောက်တဲ့ပုံစံသဘောတရားကိုသိရမှာဖြစ်ပါတယ် network marketing စီးပွားရေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့အဓိကလုပ်ရမယ့်အချက်ကတော့မိတ်ဆွေရဲ့ network မှာ app line ကိုယ့်ရဲ့ network က Success More ဟာဘယ်နဲ့ညာနှစ်ဖက်ပဲဆင်းသွားတာဖြစ်တဲ့အတွက်ကြောင့်လောက်ကန်ရတာလွယ်ကူတယ်ဆိုပေမဲ့မိတ်ဆွေဒီအမြန်အဆန်စတင်လှုပ်ဆောင်တဲ့သူကမြန်မြန်ဆန်ဆန်နဲ့ကျွန်တော်တို့တွေဝင်ငွေရရှိနိုင်မယ်မြန်မြန်ဆန်ဆန်ရာထူးရနိုင်မယ်ဒါပေမဲ့လှုပ်ဆောင်တဲ့နီလန်းကိုသိဖို့အတွက်လိုအပ်တာဖြစ်ပါတယ်ခင်ဗျာလှုပ်ဆောင်တဲ့နီလန်းကဘယ်လိုလုပ်ရမှာလဲဆိုတော့အဓိကအရေးကြီးဆုံးကမိတ်ဆွေရဲ့ network က app line နဲ့ကိုယ်နဲ့ဟာတချမ်းနဲ့ဆင်းတယ်ဆိုတဲ့ network တည်ဆောက်တဲ့နေရာမှာအရင်ဦးဆုံးမိတ်ဆွေဒီကိုယ့်ရဲ့ network app line နဲ့အတူတူဆင်းတဲ့ဘက်ဆိုတဲ့အပြင်ဘက်ခြမ်းမှာမိတ်ဆွေဒီလူသစ် G1 3ယောက်ကိုအမြန်ဆုံးမိတ်ဆက်ချဖို့လိုပါတယ်ခင်ဗျာဒါကတော့ကိုယ့်ရဲ့ network ရဲ့မှန်မှန်ကန်ကန်တည်ဆောက်ပုံဖြစ်ပါတယ်အဲ့လိုမျိုးမိတ်ဆွေဒီကိုယ့်ရဲ့ network ဒီအပြင်ဘက်ခြမ်းမှာ G1 3ယောက်ချမယ်ပြီးတော့မှကျွန်တော်အတွင်းဘက်ခြမ်းမှာ G1 3ယောက်ထပ်ပြီးတော့မိတ်ဆက်ချမယ်ခင်ဗျာဒီနေရာမှာကျွန်တော်တို့ကကိုရလာတဲ့မိတ်ဆက်တွေကိုလည်းကျွန်တော်တို့အားလုံးကကိုယ့်ရဲ့ app line စစ်စစ်နဲ့တွားပြီးတော့မှချိတ်ဆက်ပေးမယ်တိုင်ပေးမယ်အဲ့တော့ကိုကယာဒူးလို့ချင်တယ်ဝင်ဝင်မြန်ဆန်လို့ချင်တယ်လူသစ်မိတ်ဆက်တဲ့အလုပ်ကိုကိုမလုပ်တဲ့ခါကြလို့ရှိရင်လည်းရလက်ကထင်တယ်လို့မရနိုင်ဘူးခင်ဗျမိတ်ဆွေရဲ့ network မှာတေချာတော့ဥပမာအပြင်ဘက်ခြမ်းကလူ3ယောက်ချတယ်ဆိုပါစို့မိတ်ဆွေရဲ့ app line လို့ခေါ်တဲ့သူတွေကလည်းနောက်ထပ်မိတ်ဆက်ချတယ်ဆိုရင်မိတ်ဆွေရဲ့ network မှာအပြင်ဘက်ခြမ်းမှာ PV နေနဲ့ဆိုတာအမြင်မြန်ဆန်ဆန်တက်လာနိုင်ပါတယ်မိတ်ဆွေရဲ့ app line နဲ့မိတ်ဆွေနဲ့ဟာကျွန်တော်တို့ရီမန်းချက်တွေတူညီစွာတိုင်ပင်ဆွေးနွေးပြီးတော့အလုပ်လုပ်တဲ့အခါမှာသူလည်းမိတ်ဆက်ရှာတယ်မိတ်ဆွေလည်းမိတ်ဆက်ရှာတဲ့အခါမှာမိတ်ဆွေရဲ့ဒီအပြင်ဘက်လို့ခေါ်တဲ့ app line နဲ့တစ်ဖက်ချမ်းမှာအမြန်ဆုံး PV 1000ပွဲဆိုတာတက်လာနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ PV 1000ပွဲတက်လာတဲ့ကိုယ့်ရဲ့ app line ကိုပို့ပြီးတော့မှတိုင်ပင်ဆွေးနွေးမှုလုပ်ရမယ်ဒီနေရာမှာကတော့မိမိကကိုကယာသူလို့ချင်တယ်ဘယ်လိုတွေဆက်လုပ်ရမှာလဲဘာတွေဆက်လုပ်ရအောင်မှာလဲဘာတွေထပ်လုပ်ဖို့လိုသေးလဲဆိုတာကိုကျွန်တော်တို့ကတေးသေးချာချာ app line နဲ့စကားပြောတိုင်ပင်ဆွေးနွေးဖို့အထူးလိုအပ်ပါတယ်ခင်ဗျာဒီနေရာမှာမိတ်ဆွေတွေနဲ့တွားပြီးတိုင်ပင်ဆွေးနွေးတဲ့အခါမှာကိုယ့်ရဲ့ network ရဲ့အတွင်းဘက်ခြမ်းမှာနောက်ထပ်အသင်းဝင်လာတဲ့သူတွေကိုလည်းမိတ်ဆွေက app line နဲ့ချိတ်ဆက်ပေးမယ်ချိတ်ဆက်ပေးတဲ့ညမှာ app line တွေကလည်းဝိုင်းပြီးတော့မှစီးပွားရေးဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်လာပြီးတော့မှဝိုင်းပြီးရှင်းပြပေးမယ်ပြောပြပေးမယ်မိတ်ဆွေအနေနဲ့ကတေးကြတဲ့ဒီ app line နဲ့တိုင်ပင်ဆွေးနွေးရဆိုတဲ့အလုပ်ကိုတချို့တော်သူတွေကမလုပ်လိုက်တဲ့အခါမှာရတင်ရထိုက်တဲ့အရာဝင်ငွေတွေရတင်ရထိုက်တဲ့ဟာကိုမရဘဲနဲ့နှမျောစရာအရန်ကောင်းပါတယ်။ဘာကြောင့်မို့ဒီလိုမျိုးပြောရတယ်လဲဆိုတော့ Success More ရဲ့စီးပွားရေးမှာပထမဦးဆုံးလို့ခေါ်တဲ့ဒီ brown ရာသူကိုရရှိပိုင်ဆိုင်နိုင်ဖို့အတွက်ဆိုရင်ကုမ္ပဏီပိုင်ရှင်ဒေါက်တာစထရီကိုတိုင်ကလည်းဒီ app line နဲ့တိုင်ပင်ဆွေးနွေးဖို့အချက်ကိုမဖြစ်မနေလှုပ်ဆောင်ခိုင်းတယ်ဒီနေရာမှာကိုက app line တွေကအားပါမလား app line တွေကငါတို့ပြောပြပါမလားအားနာတဲ့စိတ် app line တွေကိုဖုံးမဆက်ပဲနဲ့ကိုယ့်ဟာကိုယ်ပဲကိုတိတယ်လို့ပဲကိုတက်တယ်လို့ပဲကိုနားလေတယ်လို့ပဲကိုလုံးနေခြင်းအဖြစ်ကတေချာတခုကတော့ကျွန်တော်တို့ထင်တယ်လို့ရလက်မရရှိနိုင်ပါဘူးခင်ဗျာဒါကြောင့်မိတ်ဆွေတွေကကိုယ့်ရဲ့ app line တွေနဲ့တေးသေးချာချာတိုင်ပင်ဆွေးနွေးမယ်ပြောပြမယ်ဒီနေရာမှာကျွန်တော်အားလုံးတွေနဲ့ကိုယ့်ရဲ့ app line ဒီနဲ့မိတ်ဆက်လာတဲ့လူတစ်တွေနဲ့ချိတ်ဆက်ပေးလိုက်တဲ့အခါမှာဒါဟာမိတ်ဆွေတို့အကောင်းဆုံးတော့ချိတ်ဆက်မှုတစ်ခုဆိုလည်းမမှားပါဘူးခင်ဗျာပြီးတော့တိုင်ပင်ဆွေးနွေးမှုကလည်းတခါတည်းလှုပ်ဆောင်ပြီးသားဖြစ်တဲ့အတွက်ကြောင့်ရလက်ကမိတ်ဆွေတွေနဲ့တေးကြတဲ့တရားရခိုင်နှုန်းရလာမှာဖြစ်ပါတယ်။ဘာကြောင့်မို့လို့ Success More ရဲ့စီးပွားရေးမှာမြန်မြန်ဆန်ဆန် brown ဆိုတဲ့ယာတူယူတက်တယ်လဲဆိုရင်တော့မိတ်ဆွေကအရေးချင်းတွေထပ်မှန်ပြီးတော့တိုးတက်ဖို့အတွက်ဖြစ်ပါတယ်။ Success More ကုမ္ပဏီမှာတတ်မှတ်ထားတဲ့ဒီပထမဦးဆုံးဆိုတဲ့ brown ရာတူရရှိလာပြီဆိုမိတ်ဆွေကဘာတွေရရှိမလဲဆိုရင်တော့အနည်းဆုံးဝင်ငွေရတော့ကျွန်တော်တို့6000 9000 8000 1000ပတ်ဝန်းကျင်မိတ်ဆွေတို့ကရရှိပိုင်စားလာနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာပြီးလို့ရှိရင်တော့ကုမ္ပဏီကကျွန်တော်စုချီမြစ်ပေးတဲ့ brown ဆိုတဲ့စုတစိမ့်ကိုလည်းမိတ်ဆွေတို့ကထပ်မှန်ပြီးတော့ရရှိအောင်မှာပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့
brown ရသူဒီလောက်ပဲလားမဟုတ်ဘူးခင်ဗျာမိတ်ဆွေက success more မှာအောင်မြင်တဲ့ diamond ဆိုတဲ့ရာသူအစစ်ထိတက်လှမ်းနိုင်ဖို့အတွက်ဆိုရင်အဓိကအရေးကြီးဆုံးကအရေးချင်းပြေဝတဲ့ brown ဖြစ်ဖို့အတွက်လိုပါတယ်ကျွန်တော်တို့ဟာအိမ်တလုံးဆောက်တယ်လို့ပဲအောက်ခြေရခိုင်နေဆိုရင်ကျွန်တော်ကဆက်ပြီးတော့မှအပေါ်ကိုတက်လို့ရတယ်လို့မျိုးပဲမိတ်ဆွေအနေနဲ့အခြေခံဖြစ်တဲ့ brown ရာသူမှာတချို့တော့သူတွေကပြောပါတယ်ကျွန်တော်တို့ brown ရာသူရပြီးတော့လားစင်ဝင်ငွေမရဘူးဆိုတာတွေရှိပါတယ်မှန်ပါတယ်ခင်ဗျမိတ်ဆွေရဲ့ network ကိုမိတ်ဆွေပြန်ပြီးတော့ဝင်ကြည့်လို့ရပါတယ်စီးပွားရေးတစ်ခုလုပ်တဲ့နေရာမှာကျွန်တော်တို့ network ကိုတည်ဆောက်တဲ့ဖြန့်ချီတယ်ဆိုတဲ့အရာတစ်ခုတေးသေးချာချာမိတ်ဆွေက network ကိုအကောင်းဆုံးမလုံဆောင်ထားနိုင်တဲ့အခါမှာတေချာကလားစင်ဝင်ငွေမရရှိနိုင်ပါဘူးဥပမာမိတ်ဆွေကစပြီးကိုယ့်ရဲ့ app line တွေနဲ့တိုင်ပင်ဆွေးနွေးတဲ့ကတလားတာပလန်ပဲမိတ်ဆွေကဆွဲခဲ့တာလားဒါမှမဟုတ်ရေရှည် network ကိုခိုင်မာအောင်ကျွန်တော်တို့ဟာပလန်ဆွဲခဲ့တာလားတေချာတစ်ခုတလားတာအတွက်ပဲမိတ်ဆွေက brown ရမှုအတွက်လောက်ပဲပလန်ဆွဲခဲ့မယ်ဆိုရင်တော့မိတ်ဆွေဒီတေချာတစ်ခုကတော့တလားပဲဝင်ငွေရပါလိမ့်မယ်ကျွန်တော်ဆိုရင်ဒါကျွန်တော်ရဲ့နီးပြအထက်မှာရှိတဲ့ဒါမတ်စုလိုင်ဝင်နဲ့ brown plan တွေဆွဲခဲ့တယ် app line တွေနဲ့ brown plan တွေဆွဲခဲ့တယ်အဲ့လိုမျိုးဆွဲခဲ့လို့လေပလန်ကတလားတာတော့မဟုတ်ပဲねကျွန်တော်နီးပြမတ်စုလိုင်ဝင်ဆိုရင်ဒါပလန်ဆွဲပေးတဲ့နေရာမှာဆိုရင်ဒါလားစင်ဝင်ငွေရဖို့တော့ကိုပလန်ဆွဲပေးနိုင်ခဲ့တဲ့အထက် app line ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဆိုရင် success more မှာစတင်ပြီးဝင်လာကြတဲ့ကဝင်ငွေရရှိခဲ့တာယနေ့ချိန်ထိပဲတလားမှပတ်စံမရဘူးဆိုတာမရှိပါဘူးဒါဟာဘာကြောင့်လဲဆိုတော့ပလန်ကိုစဆွဲရကျွန်တော်ဟာခိုင်မာတဲ့ network ကိုတည်တည်ချာချာပတ်စံရအောင်ဆွဲခဲ့လို့ပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီညမိတ်ဆွေနေတဲ့သိထားရမယ့်အချက်ကတော့ကိုယ့်ရဲ့ network မှာကျွန်တော်တို့ဟာတေချာတစ်ခုကတော့ကိုယ့်ရဲ့ app line တွေနဲ့တိုင်ပင်ဆွေးနွေးတဲ့နေရာမှာလည်းအထူးသတိပြုထားရမယ့်အချက်ကဘယ်နေရာလဲဆိုရင်တော့မိတ်ဆွေရဲ့ network မှာကိုက network ကိုကြီးထွားအောင်လုပ်တဲ့အခါမှာကိုယ့်ရဲ့ app line တွေကိုသွားပြီးတိုင်ပင်နေဆိုတဲ့နေရာမှာအိမ်ထဲမှာအိပ်ပျော်နေတဲ့ app line နဲ့တိုင်ပင်လို့တော့မရပါဘူးခင်ဗျာကိုယ့်ရဲ့ app line တွေဟာသင်တန်းထဲမှာ listed ဆိုတဲ့ group တွေထဲမှာသင်တန်းเนาะရုံးတွေမှာသင်တန်းပွဲခန်းသားတွေမှာအများတန်းသွားနေတဲ့ app line တွေကိုမိတ်ဆွေကတိုင်ပင်ရမှာဖြစ်ပါတယ်အကယ်၍မိတ်ဆွေရဲ့ app line ဖြစ်တဲ့သူက तू က success ပေါ်မှာတအားရင်ခုန်ဆက်လို့ရှာမှုမရှိနေဘူးအများကြီး तू ကဒီစနစ်ထဲမှာမရှိနေဘူးဆိုရင်ဒီလို app line တွေနဲ့မိတ်ဆွေသွားပြီးတိုင်ပင်နေဆိုရင်မိတ်ဆွေကိုယ်တိုင်ကလည်း success ပေါ်မှာပျောက်ကွယ်သွားပါလိမ့်မယ်ခင်ဗျာဒါကြောင့်မို့လို့ကိုယ့်ရဲ့ app line ရဲ့အစည်းအဝေးမှာအများကြီးပဲရှိပါတယ် app line စစ်စစ်တွေဒီလို app line တွေနဲ့မိတ်ဆွေကတေးသေးချာချာတိုင်ပင်ဆွေးနွေးခြင်းအပြင်ကိုယ့်ရဲ့ network ကိုခိုင်မာအောင်တည်ဆောက်နိုင်မယ်လားစင်ဝင်ငွေဖန်တီးနိုင်မှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့မိတ်ဆွေကဝင်ငွေရရှိဖို့အတွက်ဆိုရင်ကျွန်တော်ကမြန်ရချင်တာလားသို့မဟုတ်အချိန်ကြီးကြာမှရချင်တာလားခင်ဗျာတေချာတစ်ခုကတော့ success more မှာ3နှစ်မှ5နှစ်စူးစမ်းကြတယ်ဆိုတဲ့နေရာမှာ3နှစ်မှ5နှစ်မှာမိတ်ဆွေကအိတ်ဆက်ကတင်နဲ့ပဲသွားမှာလားဒီနေ့ကိုကအိတ်ဆက်ကတင်ဆိုတဲ့နေရာမှာပဲရှိနေသေးတယ်ဆိုရင်နောက်ထပ်ကျွန်တော်တို့ပြောတဲ့ diamond ဆိုတဲ့ယာတူးကိုတက်လှမ်းနိုင်ဖို့အတွက်ဆိုတဲ့နေရာမှာ brown s ဆိုတဲ့သင်တန်းတွေရှိတယ်အိတ်ဆက်ကတင်တွေကိုသင်ပြတဲ့ပညာရက်တွေမဟုတ်ပဲနဲ့ brown ရာသူအထက်တွေကိုထပ်ပြီးသင်ပြပေးတဲ့သင်တန်းတွေရှိတယ်ဒီနေရာမှာမိမိကအိတ်ဆက်ကတိပဲဖြစ်နေသေးတယ်ဆိုရင်တေချာတစ်ခုကတော့တလားကိုဝင်ငွေသိန်းနဲ့ချီပြီးရနိုင်တဲ့ပညာရက်တွေကိုသင်ခွင့်ရမှာမဟုတ်ပါဘူးခင်ဗျာဒါကြောင့်မိတ်ဆွေတွေနဲ့ brown ရာသူကိုမြန်ဆန်ရအောင်ယူသင့်ပါတယ်ဒီတော့မှဒါလေးလည်းမိတ်ဆွေကအရေးချင်းတိုးတက်ပြီးတော့တကယ်စီးပွားရေးဓမ္မကြောင့်ဖြစ်လာမှာဖြစ်ပါတယ်ခင်ဗျာပြီးလို့ရှိရင်မိတ်ဆွေကကိုယ့်ရဲ့ network အောက်မှာရှိလာတဲ့စားသုံးသူရှိမယ်ဈေးရောင်းချတဲ့သူရှိမယ်ပြီးတော့စီးပွားရေးလုပ်တဲ့သူတွေရှိတာဖြစ်ပါတယ်ခင်ဗျာဒီလူမျိုး၃မျိုးထဲကိုမိတ်ဆွေကအမြဲတမ်းကိုယ့်ရဲ့ app line တွေကိုတိုင်ပင်ဆွေးနွေးပြီးတော့ပြောပြရမှာဖြစ်ပါတယ်အထူးအားဖြင့်ကမိတ်ဆွေရဲ့ network မှာစီးပွားရေးလုပ်တဲ့30%သောသူတွေပါလာလို့ရှိရင်ကိုယ့်ရဲ့ app line တွေနဲ့ပို့ပြီးတော့မှချိတ်ဆက်ပေးသင့်ပါတယ်ခင်ဗျာ။ဘာကြောင့်လဲဆိုတော့ app line စစ်စစ်တွေမှာဆိုရင်စီးပွားရေးကိုထက်အရင်ရောက်လာတာဖြစ်တဲ့ကြောင့်ကိုယ့်ရဲ့ downline တွေကိုလည်းဝိုင်းပြီးသင်ပြပေးတဲ့အခါမှာမိတ်ဆွေရဲ့ downline တွေဟာပို့ပြီးတော့မှကျွန်တော်တို့စီးပွားရေးလုပ်တဲ့သူတွေများစွာတွေးရှိလာမှာဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မိတ်ဆွေအနေနဲ့ကိုယ့်ရဲ့ downline တွေစီးပွားရေးသမားတွေကြံဖို့အတွက်ဆိုရင်ကိုယ့်တယောက်တည်းသင်ပြတာမဟုတ်ပဲနဲ့ကိုယ့်ရဲ့ app line တွေသင်ပြပေးခဲ့လို့ပဲကိုယ့်ရဲ့အထက်ခေါင်းဆောင်လည်းချိတ်ဆက်မယ်မိမိကိုယ်တိုင်ကလည်းအရေးချင်းရှိအောင် success more ရဲ့ကုမ္ပဏီထုတ်ကုန်ပစ္စည်းဈေးကွက် plan ဆိုတဲ့အရာတွေကိုကျွမ်းကျင်ပြီးတဲ့ပြင်ကိုနီးစနစ်ထဲကလုပ်ခိုင်းတဲ့အရာတွေကိုတကယ်စူးစမ်းပြီးတော့မှကျွန်တော်တို့ဟာတေးသေးချာချာလေးလှုပ်ဆောင်သွားမယ်ဆိုရင်တော့တေးကြတဲ့မိတ်ဆွေရဲ့ network ဟာလူပေါင်းစုံနဲ့ network ကိုခိုင်မာအောင်တည်ဆောက်နိုင်ပြီးတဲ့ပြင်ကိုလားစင်ဝင်ငွေကျွန်တော်တို့လူတိုင်းရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ app line နဲ့တိုင်ပင်မဆွေးနွေးဘဲနဲ့လုပ်နေခြင်းဒီမိတ်ဆွေတို့အချိန်ကြီးကြာပြီးတော့မှဝင်ငွေတွေမရရှိဘဲနဲ့ကျွန်တော် success ပေါ်မှာပျောက်ကွယ်သွားနိုင်ပါတယ်ဒါကြောင့်မို့တကယ်မိတ်ဆွေက success ပေါ်မှာစီးပွား
းရေးသမားတယောက်အနေနဲ့ရေရှည်သွားဖို့အတွက်ဆုံးဖြတ်ချက်ချထားတယ်ဆိုရင်တော့မိတ်ဆွေကအမြန်ဆန်နေ့စဉ်တို့မဟုတ်ကျွန်တော်တို့အမြဲတမ်းမကြတိုင်ပင်ဆွေးနွေးပြီးတော့လှုပ်ဆောင်ခြင်းအပြင်လမ်းမှန်မှန်နဲ့ပေါ့နော်မြန်ဆန်နဲ့မှန်ကန်အောင်မြင်မှုကိုမိတ်ဆွေရရှိပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့ Success More ရဲ့စီးပွားရေးမှာလူတိုင်းအောင်မြင်ခွင့်ရှိပါတယ်လူတိုင်းဒီစနစ်ကိုအသုံးပြုဖို့ပဲလိုတာဖြစ်ပါတယ်